မင်္ဂလာပါရှင်အိမ်မက်ဂရုကကျူဆိုလိုက်ပါတယ်။ပေးချင်တာကတော့တင်သိချင်နေတဲ့အကြောင်းအရာတစ်ခုရှိတယ်ဆိုရင်ပေါ့နော်။အဲ့ဒီအကြောင်းအရာဘာဖြစ်မလဲဆိုတဲ့ဟာပေါ့။အဲ့ဒါကိုလွယ်ကူရိုးရှင်းပြီးတော့ငွေလည်းမကုန်ဘူး။အောင်စရာကောင်းလောက်အောင်လည်းမှန်ကန်တဲ့နည်းလေးတစ်ခုပြုတ်ပြပေးချင်ပါတယ်။အဲ့ဒါကတော့အရန်ကိုလွယ်ပါတယ်။တင်အနားမှာရှိနေတဲ့စာအုပ်တုပ်ကိုဆွဲယူလိုက်ပါ။ယူပြီးတော့အဲ့စာအုပ်ရဲ့စာမျက်နှာ18ပေါ့နော်စာမျက်နှာ18ကိုလှန်လိုက်ပါစာမျက်နှာနံပါတ်က18ဖြစ်ရမယ်ပြီးတော့အဲ့ဒီကနေမှစပြီးရည်သွားမယ်တစ်ကြောင်းနှစ်ကြောင်းသုံးကြောင်းလေးကြောင်းငါးကြောင်းမြောက်အဲ့စာသားတင့်အတွက်တင့်ရကကြမှာပါပဲဒီစာမှာဆိုရင်စာမျက်ဒီစာအုပ်ကပေါ့နော်ဆရာကြီးဒီပန်းနေရေးတဲ့ပိုက်တာဂိုရပ်စ်အကြောင်းပေါ့အဲ့ဒီမှာစာမျက်နှာ18ကline number 9နတ်သမီးကိုရောင်ကိုကလွှမ်းမိုးရစ်ပတ်စီပြီးဆိုအဲ့လိုဖြစ်တယ်ပေါ်လာတယ်အဲ့လိုရေးထားတာပေါ့အဲ့တော့ကျမမေးချင်တဲ့အကြောင်းအရာကလည်းကျမအဆင်ပြေလားခံကောင်းမလားလို့မေးချင်တာဆိုတော့ဒီစာအုပ်တွေကပြောတဲ့မြင်ရတဲ့ဖတ်ရတဲ့စာနဲ့ဆိုရင်တော့ကိုနာမှာနတ်သမီးတွေပါတယ်ပေါ့နော်နတ်တွေပါတယ်အဆောင်ရှောက်တွေရှိတယ်အဲ့ဒါအဆင်ပြေမယ်ပေါ့နော်တကယ်လို့ကိုနာမှာအင်္ဂလိပ်စာအုပ်ပဲရှိရဆိုခဲ့ပါတော့အဲ့လိုဆိုခဲ့ရင်လည်းအင်္ဂလိပ်စာအုပ်ကိုပဲလှန်လိုက်ပါအဲ့လိုစာမျက်နှာ18ပေါ့နော်စာမျက်နှာ18မှာ line number 9ကိုဖတ်ကြည့်လိုက်ပါအဲ့ဒီကဘာရေးထားလဲအဲ့ဒီအတိတ်ပဲအတူတူပဲဖြစ်ပါတယ်တင်သိချင်နေတဲ့ကံကြမ္မာပဲဖြစ်ပါတယ်အရန်ရိုးရှင်းလွယ်ကူတဲ့အတွက်လုပ်ကြည့်စေချင်ပါတယ်စမ်းကြည့်ပါတခုတော့မေးခွန်းတော့ကတော့အလွယ်တကူသိရပါတယ်ကျေးဇူးတင်ပါတယ်ရှင်